တင်မတိသေးတဲ့တရိษံလောကရဲ့အံပွဲထူးခြားချက်၅ခုတဘာဝတရားကြီးကဖန်တီးထားတဲ့တရိษံလောကဟာကျွန်တော်တို့ထင်ထားတာထက်ပုံမစမ်းကြယ်ပြီးအံ့ဩဖို့ကောင်းလွန်းပါတယ်ဗျဒီဗီဒီယိုထဲမှာပါတဲ့တရိษံ၅မျိုးရဲ့ထူးခြားတဲ့စွမ်းရည်တွေကိုဖတ်ယုံတဲ့ရင်သက်ရှုမောဖြစ်သွားအောင်အောက်ပါအတိုင်းတင်ဆက်ပေးလိုက်ပါတယ်၁မိချောင်းသွားမကုန်တဲ့သားရဲကြီးမိချောင်းတွေဟာသူတို့တက်တန်းတစ်လျှောက်မှာသွားပေါင်းထောင်နဲ့ချီအသက်လဲလွင်နိုင်စွမ်းရှိကြပါတယ်။သွားတစ်ချောင်းကျွတ်သွားတိုင်းအသက်ပြန်ပေါက်ဖို့တဘာဝကဖန်တီးပေးထားတာပါ။ဒါတွေမကသေးပါဘူး။သူတို့ရဲ့မေးရိုးကြိုက်အားဟာအယိုးတွေနဲ့မာကြောလာတဲ့လိပ်ခွန်တွေကိုတောင်တစက်စီဖြစ်အောင်ချွေမော့ပြနိုင်လောက်အောင်အင်မတန်အားပြင်းလာပါတယ်။နှစ်ရေပွေးနှလုံး၃ခုနဲ့ဂျိုသားတယ်ဝါရေပွေးတွေမှာထူးထူးခြားခြားနှလုံး၃ခုတောင်ရှိပြီးသူတို့ရဲ့သွေးအယောင်ကတော့အပြာရောင်ပါသူတို့ဟာရေကူးတဲ့အခါမှာနှလုံးကခရက်တက်ရက်တန်သွားတဲ့ကြောင့်ရေကူးတာထက်ရေအုပ်ကျမ်းပြင်မှာသွားရတာကိုပိုနှစ်သက်ကြပါတယ်။နောက်ပြီးသူတို့ဟာပဝင်းကျင်တဲ့တသားတဲ့ဖြစ်အောင်အယောင်တင်မကအရေးပြောင်းညက်နှစ်ဖြင့်အသွေးစားကိုပါချက်ချင်းပြောင်းလဲနိုင်တဲ့ကိုပြောက်အတက်ကိုကျွမ်းကျင်ကြသူတွေပါ။၃ကြာတဲ့အရှိန်နှုံးရပရင်ကြာတစ်တီဟာတခြားကြောင်မျိုးရင်းဝင်တရဝါကြီးတွေလိုမဟိန်းနိုင်ပေမဲ့သူတို့မှာတခြားသူမရှိတဲ့စွမ်းရည်ရှိပါတယ်။အဲ့ဒါကတော့အရှိန်မြင့်တင်းမှုပါသူတို့ဟာ3စက္ကန့်အတွင်းမှာတနာရီမိုင်60နှုန်းအထိမြန်အောင်ပြေးနိုင်ပါတယ်။သူတို့ရဲ့ပေါ့ပါတဲ့ခန္ဓာကိုယ်နဲ့ကြီးမားတဲ့နှာခေါင်းလမ်းကြောင်းတွေကအရှိန်ပြင်းပြင်းအမဲလိုက်ချိန်မှာအောက်ဆီဂျင်ကိုလုံလောက်ရှူသွင်းနိုင်အောင်အထူးဒီဇိုင်းထုတ်ထားသလိုပါပဲ။၄စင်ညံကြီးရှင်တန်တမန်စင်တွေဟာမှန်ထဲမှာသူတို့ကိုယ်သူတို့ပြန်လဲမှတ်မိနိုင်ကြတဲ့ရှားပါးတရဝါတွေကတမျိုးဖြစ်ပြီးဒါဟာသူတို့ရဲ့မြင့်မားတဲ့ဉာဏ်ရည်ကိုတက်တည်ပြနေတာပါ။ဒါအပြင်သူတို့ဟာမြေပြင်ကအစိမ်မိုင်ပြောင်းများစွာအထိရောက်ရှိနိုင်တဲ့လိုင်းနှုံနှိမ်အတန်းတွေကိုအသုံးပြုပြီးအချင်းချင်းဝေးလံတဲ့နေရာကနေဆက်သွယ်နိုင်စွမ်းရှိတဲ့ထူးခြားတဲ့အာယုံစံစနစ်ကိုပိုက်ဆိုင်ထားကြပါတယ်။၅မန်တစ်ပဇွန်နေရဲ့အပူချိန်နဲ့လက်သီးချက်ဒီပဇွန်လေးတွေရဲ့လက်သီးချက်ကတော့တကယ်ကိုထိုင်လန့်စရာပါ။သူတို့ဟာအလွန်မြန်တဲ့အချိန်နဲ့ထိုးနှက်နိုင်ပြီးအဲ့ဒီထိုးနှက်ချက်ကထွက်ပေါ်လာတဲ့ရေဘူးပုံးလေးတွေရဲ့အပူချိန်ဟာနေရဲ့မျက်နှာပြင်နီးပါးလောက်ထိပြင်းထန်လာပါတယ်။သူတို့ရဲ့မျက်လုံးတွေဟာလည်းလူသားတွေမမြင်နိုင်တဲ့အယောင်ပေါင်းများစွာကိုခွဲခြားမြင်နိုင်တဲ့ကဘာပေါ်မှာအရှုပ်သီးဆုံးအမြင်အာရုံကိုပိုက်ဆိုင်ထားကြပါတယ်။ဒီအချက်၅ချက်ထဲမှာညီကိုတို့ကိုဘယ်အချက်ကအံ့ဩဆုံးလဲ။နေရဲ့အပူချိန်လောက်ရှိတဲ့ပစွန်ရဲ့လက်သီးချက်လားဒါမှမဟုတ်နှလုံး၃ခုရှိတဲ့ရေပွေးလား။ comment မှာပြောသွားကြပါဦး။